ရှေးခါကကာယလှပပြီးအေးချမ်းတဲ့ရွာလေးတစ်ရွာမှာမပေါက်ချိုင်းလို့ခေါ်တဲ့လူငယ်လေးတစ်ယောက်ရှိခဲ့ပါတယ်။မပေါက်ချိုင်းဟာခွန်အားဗလာပြေဝပြီးအလွန်ရိုးသားတဲ့လူငယ်လေးပါ။ဒါပေမဲ့သူ့မှာအားနည်းချက်တစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ပညာသင်ယူတဲ့နေရာမှာတခြားသူတွေထက်အများကြီးနှိမ့်ကွေးနေတာပါပဲ။တငယ်ချင်းတွေကစာတစ်ပုဒ်ကိုခဏလေးနဲ့ကြက်မှတ်နိုင်ပေမဲ့ပေါက်ချိုင်းကတော့အချင်းချင်းထက်ကြိုးစားမှရတတ်ပါတယ်။ဒါပေမဲ့ပေါက်ချိုင်းဟာဘယ်တော့မှစိတ်ထက်မကြခဲ့ပါဘူး။သူ့ရဲ့ရင်ထဲမှာဇွဲလုံးလားဆိုတဲ့မိတော်ကလေးအမြဲလင်းလန့်နေခဲ့ပါတယ်။သူဟာပညာတတ်ကြီးတစ်ယောက်ဖြစ်ခြင်းနဲ့ဆန္ဒပြင်းပြလုံးလို့မိဘတွေကိုဖွင့်တောင်းပြီးအဝေးကြီးမှရှိတဲ့တက္ကသိုလ်ပြည်ကိုထွက်ခွာလာခဲ့ပါတယ်။တက္ကသိုလ်ပြည်မှာရှိတဲ့နာမည်ကျော်ဒီတာပါမောက္ခဆရာကြီးထံမှာတပည့်အဖြစ်ခံယူပြီးပညာတွေသင်ယူခဲ့ပါတယ်။ဆရာကြီးစီမှာသူဟာနေ့စဉ်ရေခတ်တင်းခွဲတပြက်လဲစတဲ့ဝေယဝိဆတွေကိုမငြင်းမညူလှုပ်ဆောင်ခဲ့ပါတယ်။ဒီလိုနဲ့နှစ်ပေါင်းများစွာကြာလာခဲ့ပေမဲ့ပေါက်ချိုင်းရင်ခေါင်းထဲကိုစာတွေကသိမဝင်ခဲ့ပါဘူး။သူနဲ့အတူတူပညာသင်တဲ့တခြားတပည့်တွေကပညာတွေစုံလို့ကိုယ့်ရဲ့ရွာကိုပြန်သွားကြပေမဲ့ပေါက်ချိုင်းကတော့ဆရာကြီးအပားမှာရန်ခဲ့ပါတယ်။ဆရာကြီးကလည်းပေါက်ချိုင်းရဲ့ရိုးသားမှုနဲ့ကြိုးစားမှုဆရာအပေါ်ရိုသေခိုင်းဆိုင်မှုကိုအလွန်သဘောကျနှစ်သက်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ဆရာကြီးကပေါက်ချိုင်းကိုခေါ်ပြီးမောင်မင်းသင်ဟာစာပေပညာမှာနှိမ့်ခွေးပေမဲ့စိတ်ထားဖြူစင်ပြီးဇွဲရှိတယ်။ဒါကြောင့်သင်ကိုအိမ်ပြန်ဝင်ပြုလိုက်ပြီးအိမ်ပြန်ရောက်ရင်ဘဝအတွက်အသုံးဝင်မဲ့ဂါရသုံးပုဒ်ကိုငါပေးလိုက်မယ်။ဆရာကြီးပေးလိုက်တဲ့ဂါရသုံးပုဒ်ကတော့စာပေများကြီးမဟုတ်ပါဘူး။စကားသုံးခုနဲ့ပါ။ပထမဂါရကဘာဗံများခရီးရောက်ဒုတိယဂါရကမိဗံများစကားရတတိယဂါရကမိမနေအသက်ရှည်ဆိုတဲ့စကားသုံးခုပါပဲ။ပေါက်ချိုင်းဟာဒီစကားသုံးခုကိုရင်ထဲမှာဆွဆွမြဲမြဲမှတ်ထားပြီးဆရာကြီးကိုကြော့ကမိမိရဲ့နေရက်ကိုပြန်လာခဲ့ပါတယ်။လမ်းခရီးမှာတောတောင်တွေထူထပ်ပြီးနေပူတဲ့အခါပူမိုးတဲတဲ့အခါတဲနဲ့အလွန်ပင်ပန်းလှပါတယ်။တစ်ခါတလေတစ်ပင်အောက်မှာလှဲ့အချင်းစိတ်တွေပေါ်လာပေမဲ့ဆရာကြီးရဲ့သွားဗံများခရီးရောက်ဆိုတဲ့ပထမစကားကိုအမှတ်ရလိုက်ပါတယ်။ခက်ခဲပေမဲ့မရက်တမ်းပဲဇွဲနဲ့ဆက်လျှောက်ရင်ပန်းနိုင်ကိုရောက်ရမယ်ဆိုတာကိုသူနားလည်ပြီးမနာတမ်းဆက်လျှောက်ခဲ့ပါတယ်။အဲ့ဒီလိုလျှောက်လာရင်းနဲ့နေဝင်မိုးချုပ်ချိန်မှာတော့ကြီးမားခမ်းနားတဲ့တကောင်းပြည်ကြီးကိုရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့တကောင်းပြည်ကြီးဟာခမ်းနားသလောက်အလွန်တိတ်ဆိတ်ငြိမ်သက်နေပါတယ်။လမ်းတော်လမ်းလာလူတွေရဲ့မျက်နှာတွေဟာအလွန်ကြောက်ရွံ့စိုးရိမ်နေတဲ့ပုံပေါက်ပြီးဘယ်သူမှစကားချေချေမပြောရကြပါဘူး။ဒီအခြေအနေကိုမြင်တော့ပေါက်ချိုင်းကဆရာကြီးရဲ့ဒုတိယစကားဖြစ်တဲ့မိဘအများစကားရဆိုတာကိုသတိရသွားပါတယ်။မသိရင်မေးရမယ်ဆိုတဲ့အတိုင်းသူကလမ်းမတေးတဲ့အဖွားတယောက်ကိုချီးကပ်ပြီးအဖွားဒီတိုင်းကြီးကဘာဖြစ်လို့ဒီလောက်တိတ်ဆိတ်ပြီးလူတွေကြောက်လန့်နေကြတာလဲလို့ရင်ကျေးစွာမေးမြန်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာအဖွားကတပြင်းချပြီးအကြောင်းစုံကိုပြောပြပါတယ်။ငါမြည်ရဲ့ဒီတကောင်းပြည်မှာဘယင်လုံးမဲ့သူမရှိတော့ဘူး။ဘယင်အစ်တင်မြောက်လိုက်တိုင်းညာရင်းချင်းမှာပဲကြောက်စရာကောင်းတဲ့ငကားကြီးတစ်ကောင်ကလာပြီးကြိုက်တက်သွားကြလို့ဘယင်တွေတစ်ပါးပြီးတစ်ပါးကွယ်လိုနေရပြီးကွယ်လို့ရှင်းပြပါတယ်။ပြည်သူတွေကလည်းမြင့်မဲ့တိုင်းပြည်ဖြစ်နေလို့ဒုက္ခရောက်နေကြပါတယ်။ဘသူမှလည်းအသက်ကိုစွန့်ပြီးဘယင်မလို့ရဲကြပါဘူး။ပေါက်ချိုင်းဟာဒီစကားကိုကြားတဲ့အခါကြောက်ရွံ့သွားခြင်းမရှိပဲအများတိပြည်သူဒုက္ခရောက်နေတာကိုကတင်ရင်စိတ်ပေါ်လာပါတယ်။ဒါကြောင့်သူကနန်းတော်ကိုသွားပြီးတကောင်းပြည်ရဲ့ဘယင်ဖြစ်တာဝန်ယူရမယ်လို့ရဲရဲဝံ့ရှောက်တင်လိုက်ပါတယ်။ဒီလိုနဲ့ပေါက်ချိုင်းဟာတကောင်းပြည်ရဲ့ဘယင်တစ်ပါးဖြစ်လာခဲ့ပါတယ်။မင်းမြောက်တန်စာတွေကိုဝတ်ဆင်ပြီးနန်းတော်ထဲမှာနေထိုင်ရပါတယ်။အချိန်တွေကုန်လွန်လာပြီးညအမောင်တို့ကြီးစိုးလာချိန်မှာတော့နန်းဆောင်ထဲမှာပေါက်ချိုင်းတယောက်တည်းကျန်ခဲ့ပါတယ်။အလွန်နုညံ့တဲ့မွေးရာကြီးပေါ်မှာအိတ်ဆက်ချင်စရာကောင်းပေမဲ့သူဟာဆရာကြီးရဲ့တတိယစကားဖြစ်တဲ့မိမနေအသက်ရှည်ဆိုတာကိုချက်ချင်းသတိရလိုက်ပါတယ်။သတိလစ်ပြီးအိပ်ပျော်သွားရင်
နဂါးကြီးရဲ့အနေကိုခံရမယ်ဆိုတာသူသိပါတယ်တတိတရားဟာအသက်ပါပဲဒါကြောင့်မောက်ပေါက်ချိုင်းဟာညံကူပြီးအိယာပေါ်မှာငပြောလုံးကြီးတစ်လုံးကိုလူနဲ့တူအောင်ဆောင်ချုံပေးထားလိုက်ပါတယ်သူကိုယ်တိုင်ကတော့တန်လျက်ဓာတ်ကိုကင်ပြီးတကားကွယ်မှာပရိဝရိယအပြည့်နဲ့ညာလုံးပေါက်မိတ်ဖဲစောင့်နေခဲ့ပါတယ်တကောင်ရန်အချိန်အားလုံးတိတ်ဆိတ်နေတဲ့အချိန်မှာတော့ပြတင်းပေါက်ကနေအလွန်ကြီးမားပြီးအစိပ်ပြင်းတဲ့နဂါးကြီးတစ်ကောင်တဖြည်းဖြည်းဝင်ရောက်လာပါတယ်နဂါးကြီးဟာလူနဲ့ကိုခမ်းပြီးကရင်ပေါ်မှာဆောင်ချုံထားတဲ့ငပြောတုံးကြီးကိုအားကုန်လွှဲပြီးကိုက်ချလိုက်ပါတယ်အဲ့ဒီချိန်မှာပဲကွယ်ရမှာတတိနဲ့အတင်းဆောင်နေတဲ့မောက်ပေါက်ချိုင်းဟာထွက်လာပြီးသူ့ရဲ့တန်လျက်နဲ့နဂါးကြီးကိုခုတ်ပိုင်းနှိမ်နှင်းလိုက်ပါတယ်မနက်မိုးလင်းတဲ့အချိန်မှာတော့လမ်းတော်ကအမတ်တွေဟာဘရင်အစ်စ်တေဆုံးနေပြီအထင်နဲ့လာကြည့်ကြပါတယ်ဒါပေမဲ့သွေးရိုင်ထဲမှာတေဆုံးနေတဲ့နဂါးကြီးနဲ့တတိတရားပြေးဝစွာနဲ့မတ်တက်ရနေတဲ့ဘရင်မောက်ပေါက်ချိုင်းကိုမြင်လိုက်ရတဲ့အခါအားလုံးအံ့ဩဝမ်းသာဖြစ်သွားကြပါတယ်ကြောက်စရာကောင်းတဲ့နဂါးကြီးရဲ့အန္တရာယ်ကနေကင်းဝေးသွားပြီဖြစ်တဲ့အတွက်တကောင်းပြည်သူပြည်သားတွေအားလုံးဟာအလုံးဝမ်းသာပျော်ရွှင်ပြီးပွဲတော်ပင်တွေဆင်ရင်ကျင်းပခဲ့ကြပါတယ်။မောက်ပေါက်ချိုင်းဟာလည်းပြည်သူတွေကိုမေတ္တာထားပြီးတရားသဖြင့်အုပ်ချုပ်တဲ့မင်းကောင်းမင်းမြတ်တစ်ပါးအဖြစ်ထီးနှံစည်းစိမ်ကိုကြာရှည်စွာခံစားခဲ့ရပါတယ်။ဒီပုံမြင်လေးဟာကျွန်တော်တို့ဘဝအတွက်အများကြီးစဉ်းစားစရာပေးပါတယ်။ဘဝဆိုတာခရီးရှည်ကြီးပါ။ပင်ပန်းတဲ့အခါသွားပန်များခရီးရောက်ဆိုလို့ဇွဲမလျှော်ပဲဆက်လျှောက်ရပါမယ်။အခက်ခဲကြုံတဲ့အခါမတိနားမလဲတဲ့အခါမေးပန်များစကားရဆိုလို့ရှက်ရွံ့မနေပဲသူတစ်ပါးကိုအကူအညီတောင်းရပါမယ်။မင်းမြန်ရပါမယ်။ပြီးတော့အရေးကြီးဆုံးကကျွန်တော်တို့ရဲ့စိတ်ထဲမှာဝင်လာတဲ့စိတ်ထက်ကြခြင်းစိုးရင်ပူပန်ခြင်းဆိုတဲ့နဂါးကြီးတွေကိုအနိုင်ယူဖို့မအိပ်မနေအသက်စေဆိုတဲ့အတိုင်းတတိတရားကိုအမြဲတမ်းလက်ကင်ထားရပါမယ်။တတိရှိနေတဲ့၍ဘယ်လိုစိတ်ရဲ့အနှောက်အယှက်ကမှကျွန်တော်တို့ကိုဒုက္ခမပေးနိုင်ပါဘူး။ဒီကနေ့ပုံမြင်လေးကနေအားလုံးပဲရင်ထဲမှာအေးချမ်းမှုတွေနဲ့ခွန်အားတွေရရှိသွားလိမ့်မယ်လို့ယုံကြည်ပါတယ်။အဆုံးထိနားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။ရိုးရာ channel လေးကို subscribe လုပ်သွားဖို့လဲတောင်းဆိုချင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ဘဝရဲ့လောကရန်ကိုအောင်မြင်စွာကျော်လွှားနိုင်ကြပါစေ။